မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်။ February 18 ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မအန်ခမန်ဂျေလာပါ။မဝင်းကြီးရက်ကွက်လေးနမ်ခမ်တော်တဲ့လမဘေးကပါဝါစီဆိုင် February 16 ရက်နေ့မိလောင်မှုဖြစ်ပွားကြောင်းသိရပါတယ်။စီတင်ကားပေါ်စီဖြစ်နေချိန်မှာပောက်ကွဲပြီးမီးလောင်မှုဖြစ်ပွားလာတယ်လို့ဒေတာခန့်တွေပြောပါတယ်။သက်ဆိုင်ရာမိသက်ဌာနမှမီးလောင်မှုကိုကဲဝွန်ဆိုရမိသက်ဝန်ထမ်းများအချိန်မီလာရောက်ငြိမ်းတက်လိုက်နိုင်ကြောင်းလည်းသိရပါတယ်။မီးလောင်မှုဖြစ်ပွားရာတွင်စီဆိုင်ဝန်ထမ်းတို့လက်မှတရားရပြီးစီတင်ကားတစ်စီးမီးလောင်ပျက်စီးသွားကြောင်းကိုသိရပါတယ်ရှင်။ကဲဝွန်အစိုးရအနောက်တောင်ပိုင်းတိုင်းမုံညံမြို့နယ်မိုဟန်ကျေးရွာတွင်မူရီစေဝါတင်ဆောင်လာတော့ကားတစ်စီးကိုဖေဖော်ဝါရီ14ရက်နေ့တွင်ဖမ်းဆီးမိကြောင်းသိရပါတယ်။ကျိုရီဦးမောင်းလာတော့ကားတစ်စီးကိုမိုဟန်ကျေးရွာတွင်စစ်ဆေးရာမူရီစေဝါများနှင့်အတူစစ်ဆေးဖမ်းဆီးမိကြောင်းသိရပါတယ်။မူရီစေမိတူကိုတော့မုံညံမြို့နယ်မူရီစေဝါတိုက်ဖြတ်ရေးအဖွဲ့မှချမှတ်ထားတော့တရားဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘဗီတူများအားလုံးကိုစိတ်နှစ်ဖြာရှင်လန်းချမ်းမြေ့ကြပါစေရှင်။